ကားနေရင်လာတာဒါသူ့ရဲ့ profile လေးပါနော်ဒါ4သိန်းနဲ့တောင်းနဲ့ရောင်းမဲ့ကောက်ပါဘာကြီးပါမဲပြမယ်နော်မမီဆက်တဲ့အန်ဖိုးမမီဆက်အန်ဖိုးသုံးပါမယ်နော် level 6ပါခင်ဗျာအဲ့ဒါ level 1မှာအဲ့ဒီကလေဘာလို့စကားပြောလားစကား level 1နေပါခင်ဗျာ N7 level 4လေးပါထပ်ပါမယ်နော်ဒီကောင်လေး level 1မှာဒီကောင်လေး N7 ဘာလို့ N2 ဖုန်း level 4လေးပါမယ် UMI level 2ပါအကာလေးဒါ EKN level 1နေနော်ဒီကောင်က medical 3ချောင်းလေးအပူပါမယ်တော့လာရည်တို့နော်ဒီကောင် level 1မှာဒီမှာလေ A21 လဲဒီမှာ level 1နေနော် A21 လဲပါမယ်ပရိုဆုံးနေဒါသူ့ရဲ့ okay ဟောလေးပြမယ်ကျွန်တော် medical 3ချောင်းပါမယ်နော် medical 3ချောင်းအကြီးလေးအကြီးပါမယ်နော်ကြီးပါမယ်အသေးရောနှစ်ချောင်းလေးပါမယ်ကိုပေါ့ level မတင်ချင်နဲ့တင်လိုက်တော့နော် level M4 level မတင်ဖို့နောက်တဲ့ဟိုပါပေါ့နော်သူ့ရဲ့ဘယ်နှချောင်းလို့อ่ะ level မ9ချောင်းဆိုတော့ဟိုက3ချောင်းနောက်4ချောင်းကိုတော့ဝယ်ပြီးကောက်တင်ကြ4သိန်းနဲ့တောင်းနဲ့ရောင်းမဲ့ကောက်ဒီပါအများကြီးဟိုရိုးကန်းနေရတော့ညီကိုစုံနေနော်ရိုးကန်းနေရတော့စုံနေရိုးကန်းနေရတော့စုံပါတယ်ရိုးကန်းနေရတော့စုံနေကားအနီလေးနော်လှနော်ကားလေးရဲ့အနီလေးလှတယ်အားတွေပြီးရင် emote တွေတော်များရယ်နော် emote တွေတော်များရယ်ဒီဒီဘုံကခေါ်နေရတော့သမုတ်တွေကဘုံတွေလည်းပါမယ်နော်ဘုံကအော်တိုကိမက်တစ်တက်ပြီးသားစပင်ခွာလေးပါမယ်နော်စပင်ခွာလေးပါမယ်ပြီးရင်သူက TDN ဆက်ကဒီအင်းတက်ခဲ့ပါမယ်အင်းကြီးပါတယ်နော်အင်းကြီးပါတာဝိုင်ပေါဘောင်းမီတွေမပါဘောင်းမီတွေမပါအောင်းမီတစ်ထဲမှမပါအင်းကြီးပဲပါချိန်ထားကတော့ email link only ပါနော်ချိန်ထားကတော့ email link only ပါခင်ဗျာ email link only နိုးရတာလေးပါခင်ဗျာချိန်ထား email link only အတန်လေးပါနော်ကဲဒီကောက်ပြီးထွက်လိုက်တော့နောက်တစ်ကောက်ပြ email link only လေးပါမဒီကေ3ချောင်းပို့ပါမလား4သိန်း3000နဲ့ရောင်းမဲ့ကောက်လေးပါဒီကောက် motivation တွေပါလားမသိလား motivation ရမှာထားဘူးကွာနော်ကဲထွက်လိုက်မယ်နောက်တစ်ကောက်ပါမယ်